သိသေးတဲ့ network marketing မှာလိုအပ်နေတဲ့အချက်တွေကိုလာပြီးပြောပြပေးပါဖြစ်ပါတယ်နံပါတ်1တော့အရင်းကြီးပဲ network marketing မှာအရင်းကြီးအများကြီးရှိသေးရမလို့ပဲနဲ့လုပ်ငန်းစတင်လို့ရတယ်ပတ်စံအများကြီးရှိမှစီးပွားရေးလုပ်ရမယ်ဆိုတော့ခက်ကုန်နေပြီအဲ့တော့ network marketing မှာအရင်းကြီးနည်းနည်းစတင်လို့ရတယ်နံပါတ်2ထုတ်ကုန်ပစ္စည်းစိတ်ရုပ်ကိုယ်တိုင်ထောက်เสียရမလို့ဘူးပစ္စည်းတစ်ခါတည်းစီစဉ်ပေးထားပြီးသားဖြစ်ပါတယ်စိတ်ရုပ်ပိုင်ရှင်လိုမျိုးဝင်ငွေရနိုင်တဲ့အခွင့်အရေး network marketing မှာရှိတယ်နံပါတ်3 system ကောင်းမွန်တဲ့ system တွေရှိပြီးသားဖြစ်တဲ့အတွက်ကြောင့်မို့ system နဲ့အလုပ်လုပ်မယ်ဆိုလို့ရှိရင် network marketing မှာအခြေခံလူတန်းစားကနေပြီးတော့ဘယ်လိုလူမျိုးမဆိုလုပ်ကြလို့ရပါတယ်နံပါတ်4နံပါတ်4ကကြတော့တခြားအပြည့်မှာအပြည့်စီးပွားရေးတခြားစီးပွားရေးတွေနဲ့မတူတဲ့အချက်က system ပဲဖြစ်ပါတယ်ရှင်ဒီ system ကကြတော့အပြည့်စီးပွားရေးတွေမှာဝန်ထမ်းတွေမှာစက်ရုပ်လုပ်သမားတွေမှာ system အကြောင်းဘာမှမသိဘူးဘယ်တစ်ထည်မှမသိတယ်လို့ဘယ်ဆရာတွေမှလည်းမသိဘူး network marketing စီးပွားရေးမှာကောင်းမွန်တဲ့ system တွေနဲ့တူကိုယ့်ရဲ့အသေးအဖွဲကိုတိုးတက်အောင်လုပ်ပေးမယ်လက်တွဲကူညီတင်ပြပေးမယ်ဘဝတိုးတက်လာအောင်အသေးအဖွဲတိစောက်ပေးမယ်စိတ်ကလက်ကဆိုတဲ့အတိုင်းအပြန်အလှန်ကူညီရိုက်ပေးမယ်နှလုံးသားနဲ့အလုပ်လုပ်မယ်ဆိုရင်ကြီးမားတဲ့ network marketing ကကြီးမားတဲ့အသေးအဖွဲကိုတိစောက်ပေးနိုင်တယ်နံပါတ်5အချိန်စီမံခန့်ခွဲလို့ရမယ်ဘယ်နေရာနေလောက်ကြိုက်လို့ရမယ်ကော်ဖီဆိုင်ထဲမှာနေရင်လောက်ကြိုက်လို့ရမယ်အိမ်မှာမိသားစုနဲ့နေရင်လည်းလောက်ကြိုက်လို့ရမယ်ခရီးသွားနေရင်လည်းလောက်ကြိုက်လို့ရမယ်နံပါတ်6 network marketing ကရရှိလာတဲ့ဝင်ငွေတွေကမိသားစုကိုယ့်ရဲ့သားသမီးမျိုးစစ်တွေကိုလက်စိတ်ကပ်ပြီးအမွေပေးလို့ရနိုင်တဲ့အချက်တွေကိန်းအောင်နေတယ်ဆိုတော့မိတ်ဆွေတို့သိပြီလား network marketing မှာရရှိလာတဲ့ဝင်ငွေတွေဟာအစကနေပြန်စားစရာမလိုပဲနဲ့ရရှိတဲ့ဝင်ငွေတွေကိုကိုယ့်ရဲ့မိသားစုမျိုးစစ်တွေကိုအမွေလက်စိတ်ကပ်ပြီးပြောပြလက်စိတ်ကပ်လို့ရမယ်ပေးလို့ရမယ်ကောင်းမွန်တဲ့ network marketing တစ်ခုဖြစ်တယ်ဒါဟာ network marketing စီးပွားရေးမှာကိန်းအောင်နေတဲ့လူတွေမသိသေးတဲ့အချက်ပြီးပြောပြပေးတာဖြစ်ပါတယ်ဒါဆိုရင်မိတ်ဆွေတို့အမြင်ကရော network marketing ဆိုတာကိုဘယ်လိုအမြင်ရှိလဲဒီ comment မှာကျွန်မတို့ဆွေးနွေးသွားလို့ရပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ကျွန်မယူရလွယ်ပါတယ်